မိတ်ဆွေတို့အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ collection မြန်မာ face လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးသွားမှာကတော့ကျွန်တော်တို့ဥကွင်းလေးကိုသွားပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ဘောလုံးပွဲကိုဓာတ်ရိုက်တော်ရောက်ကြည့်ရှုနေသလိုဖန်တီးလို့ရတဲ့ပုံလေးတွေဗီဒီယိုလေးတွေဘယ်လိုပြုလုပ်ရလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်တမသုံးနေနဲ့ဒီလိုဗီဒီယိုတွေပုံတွေဖန်တီးဖို့အတွက်လိုအပ်တာကတော့လူကြီးရဲ့တပုံဒါမှမဟုတ်လူကြီးဖန်တီးခြင်းတဲ့သူရဲ့ပုံတစ်ပုံလိုအပ်ပါတယ်။ဒါမှသုံးနေနဲ့ကျွန်တော်တို့ Gemini application နဲ့ပုံပါ။ Gemini AI application နဲ့ကိုရောက်ပြီဆိုရင်လူကြီးငင်းပြုလုပ်ခြင်းတဲ့ပုံတစ်ပုံကိုထည့်ပါ။နောက်ပြီးလူကြီးငင်းလုပ်ခြင်းတဲ့အသင်းရဲ့ prompt စာသားကိုထည့်ပါ။ထည့်ပြီးတော့ရင် generate လုပ်လိုက်ပါ။ generate လုပ်ပြီးတော့ပုံထွက်လာပြီဆိုရင်ကျွန်တော်တို့ video ဖန်တီးဖို့အတွက်လိုအပ်ပါသေးတယ်။ video ဖန်တီးဖို့အတွက်ကိုကျွန်တော်တို့ Camera application နဲ့ဝင်ပါ Camera application နဲ့ကနေပြီးတော့ကျွန်တော်တို့ create ကိုသွားပါ create ထဲမှာ photo editor ဆိုတာရှိပါတယ် photo editor ကိုနှိပ်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ခုနကတော့ရုံးက Gemini AI နဲ့ထုတ်ထားတဲ့ပုံကိုဒီမှာ video ပြောင်းဖို့အတွက်အဲဒီ Canva application မှာသွားပြီးတော့အဲ့ပုံကို upload လုပ်ပေးရမှာဖြစ်ပါတယ်ခင်းအောင်လေးနဲ့အမှန်ချစ်လေးပေါ်လာရင်အားလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ရင် create design ဆိုတာကိုတက်လာပါလိမ့်မယ် create design ဆိုတာကိုနှိပ်ပါ create design ဆိုတာကိုနှိပ်ပြီးသွားရင်အောက်က tools တွေထဲမှာကြည့်လိုက်ပါ image tool ဆိုတာရှိပါတယ် image tool ဆိုတာကိုနှိပ်ပါ image tool ဆိုတာထဲမှာ image to video ဆိုတာလေးတွေ့ပါလိမ့်မယ်မလေးပြပုံလေးနဲ့ပါအဲအားလေးကိုချက်နှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါကျရင် smart နဲ့ custom ဆိုပြီးမျိုးရှိပါတယ်ကျွန်တော်ကတော့ smart နဲ့ပဲ generate လုပ်ပြပေးပါမယ်generate လုပ်နေရတယ်ခဏဆောင်ပါခဏဆောင်ပြီးတော့ပုံလေးထွက်လာအဲ့မှာ video file လေးထွက်လာပြီဆိုရင်ဘယ်လို save လုပ်ရမလဲဆိုရင်နော်အပေါ်ဆုံးမှာအဆက်လေး30ရှိပါတယ်အဲ့အဆက်လေး30ကိုနှိပ်လိုက်ပါနှိပ်လိုက်ရင် download ဆိုတာရှိပါတယ်အဲ့ download ဆိုတာနှိပ်ပြီးတော့ဒီမျိုး export ထုတ်လို့ရပါပြီဒီလို video လေးတွေကိုချိန်နေတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးထားပါ TikTok ကကြည့်နေရဆိုလည်း follow လေးလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်